မင်းရဲ့ခန္ဓာကိုယ်ကဝါနေတာဆိုတော့လေဝါမနေဘူးပိန်ပြီးကြွသားရည်အနေငယ်ပေါ်နေပြန်လားဆိုတော့လေပေါ်နေပြန်အောင်ခန္ဓာကိုယ်ကပျော့ဖက်ဖက်ကြီးဖြစ်နေတယ် F တွေလည်းမရှိကြွသားလည်းမရှိခန္ဓာကိုယ်ရှက်ကြီးကရှည်မျောကြီးဖြစ်နေတယ်အစားပိုစားကြီးရောလေခန္ဓာကိုယ်ကပိုပြီးဝါလာတယ်စားလျှော့စားပြန်တော့လေခန္ဓာကိုယ်ကပိုပြီးသေးသွားတယ်ဒါဆိုရင်တော့မင်းက skinny fat ဖြစ်ဖို့ရန်ကုန်လုံးတော်များနေပြီဒါကိုရှင်းပြပေးမယ်တကယ်ပဲမင်းရဲ့ body က skinny fat ဖြစ်နေရလားဒါမှမဟုတ်ကိုယ့်ဘာသာကိုယ်ပဲထင်နေရလားဆိုတာကိုသိနိုင်မယ့်ချက်လေးရှိရဲအားကြောင့်ဒီ video မှာတော့ skinny fat body type ဆိုတာဘယ်လို body မျိုးလဲအဲ့လို body မျိုးတွေကဘယ်လိုလေ့ကျင့်ခန်းတွေလုပ်ရမလဲဘယ်လိုစားတောက်တွေစားရမလဲဆိုတာကိုအသေးစိတ်ပြောပြပေးသွားမယ်နံပါတ်1မင်းကအိမ်ဝတ်ထားရင်ခန္ဓာကိုယ်ကကြည်ကောင်းနေပြီမယ်အိမ်ချို့လိုက်တဲ့အခါမှာတော့အဆင်မပြေတော့ဘူးဘိုက်ကပျော့ဖက်ဖက်ရင်ဘက်ကပြားချက်ချက်နဲ့လက်မောင်းတွေကကြည်ကောင်းတယ်လို့ရှိနေပြီမယ်ကြွက်သားတော့လုံးဝရှိမနေဘူးနံပါတ်2ခါးဘေးရစီကိုလက်နဲ့အောင်ဆွဲညှိလို့ရနေတာအကယ်၍မင်းရဲ့ခါးဘေးစီကိုလက်နဲ့အောင်ဆွဲလိမ်လို့ရနေပြီဆိုရင်တော့မင်းက skinny fat ဖြစ်ဖို့တေချာသလောက်ရှိနေပြီနံပါတ်3မင်းရဲ့ခန္ဓာကိုယ်ပဲနေရာမှာမြင်သားရဲ့ကြွက်သားတွေလုံးဝရှိမနေတာဥပမာနိုးပိန်ရဲ့လူတွေမှာဆိုအနည်းဆုံးတော့သူတို့မှာလက်မောင်းကြွက်သားနဲ့လက်ဖြံကြောတွေရှိနေတတ်ကြတယ်ဒါပေမဲ့ skinny fat တွေမှာကျတော့လက်ဖြံသွေးကြောတွေကလည်းမရှိရင်ဘက်ကလည်းတင်းတင်းရင်းမရှိဘဲနဲ့ခန္ဓာကိုယ်တစ်ခုလုံးကပျောက်ပတ်ကြီးဖြစ်နေရဲ့နံပါတ်4အကယ်၍မင်းကျင်ဆိုတာတစ်နှစ်လောက်ရှိပြီဒါပေမဲ့မင်း body weight နဲ့တူညီရဲ့4ချိန်လောက်တော့ one brush ကိုမတွန်းနိုင်သေးဘူးဆိုရင်တော့တေချာသွားပြီမင်း skinny fat ပဲ skinny fat body ကိုတိုက်ဖြတ်ဖို့ဘာတွေလုပ်ရမလဲဆိုတာကိုမပြောခင်မင်းတို့အဲ့ဒီ body မှာပိတ်မိနေစေတဲ့အမားတွေအရင်ပြေဖို့လိုအပ်တယ် mistake number 1မင်းအစားစားတဲ့ပုံစံမှားနေတာ skinny fat တော်တော်များသူတို့ခန္ဓာကိုယ်ကပိန်လားဝလားတခြားမသိရောဘောက်လောက်ရမလားခတ်လောက်ရမလားဆိုတော့မသိကြအောင်အဲဒါကြောင့်စားတွေအများကြီးစားရင်သူတို့ရဲ့သေးသွင်းရဲ့လက်မောင်းတွေကဖွံ့ဖြိုးလာမယ်ကြွက်သားတွေတက်လာမယ်ထင်တဲ့အစားတွေကိုအသင်းဖိစားမိနေရောအဲ့လိုစားလိုက်တဲ့အခါခါးဘေးရစီရပို့ပြီးစုလာတယ်ခန္ဓာကိုယ်ကအရင်လိုသေးနေနေရသေးနေကြတော့မယ်အဲ့လိုစားတော့တွေနင်းငံပြီးစားနေတဲ့အချိန်မှာမင်းရဲ့ပူနေတဲ့ဘိုက်ကြီးကဘယ်မှမပျောက်သွားမှာမဟုတ်ဘူးနောက်တစ်ဖက်မှာကျတော့လေဘိုက်ကစီတွေကြာရင်စောနဲ့စားတော့တွေကိုရှော့ပစ်ပြန်ရောအဲ့လိုနဲ့မင်းရဲ့ဘိုက်ကအစီတွေမကျသွားတဲ့အပြင်မင်းရဲ့လက်မောင်းတွေကပို့ပြီးတော့ပိန်လာပါသေးရဲ့အဲအကြောင်း skinny fat body type ရှိတဲ့လူတွေမှာ bulk လောက်တာရောအစားအသောက်တွေလည်းရှော့ပြီးရောခတ်လောက်တာနှစ်ခုလုံးကအလုံးမဖြစ်ပါဘူးဒါပေမဲ့သတင်းကောင်းတစ်ခုရှိရဲ့မင်း skinny fat ဖြစ်နေတယ်ဆိုတာခန္ဓာကိုယ်အများဆုံးပြောင်းလဲဖြစ်ဖို့အတွက်အကောင်းဆုံးအခြေအနေမှာရှိနေတာပဲဘာလို့လဲဆိုတော့မင်းကကြွက်သားတီဆောက်နေတဲ့အချိန်မှာပဲမင်းခန္ဓာကိုယ်အစီကိုချပြလို့ရနိုင်လို့ပဲဒါကို body composition လို့ခေါ်ပြီးရောဒါကိုဘယ်လိုတိကျလုပ်ရမလဲဆိုတာကိုပြောပြပေးသွားမယ် mistake number 2 cardio တွေအလွန်ကြိုလုပ်နေတာ skinny fat ဖြစ်နေတဲ့လူများစုက cardio လုပ်တာအကောင်းဆုံးလို့ထင်နေကြပြီးရောအဲ့ဒါကိုအလွန်ကြုံနေရှောက်လုပ်တော့တာပဲမာရသွန်ပြေးတာအချိန်မပြည့် sprint ပြေးတာဒါမှမဟုတ်ပြေးဆက်ပေါ်မှာနိုင်ပေါင်းများစွာအချိန်ကုန်ခံနေတာမျိုးတွေပေါ့သူတို့အဲ့လို cardio တွေလုပ်အချိန်တွေကုန်ခံပြီးပင်ပန်းသွားကြတဲ့အခါငါပင်ပန်းနေပြီဒါကြောင့်ငါလုပ်တဲ့လေ့ကျင့်ခန်းတွေကထိရောက်နေပြီလို့တွေးတတ်ကြလိမ့်မယ်ဒါမဲ့ဒါအမားတစ်ခုပဲမင်းကဂျင်းလဲစော်တယ်ပြင်းထန်တဲ့ကာရီယိုတွေပါလွန်ကျွံထပ်ပေါင်းလုပ်လိုက်တဲ့အခါမှာတော့မင်းရဲ့ခန္ဓာကိုယ်ရောဂါပါတွေကျဆင်းသွားပြီးရောအားရည်နေကုန်ခန်းလာတယ်လေ့ကျင့်ခန်းလုပ်တဲ့အခါရေရလောက်အားမပါတော့ပဲမင်းရဲ့ခန္ဓာကိုယ်ကြွက်သားကိုကောင်းကောင်းမတည်ဆောက်နိုင်တော့ဘူးအဲ့လိုနဲ့ခန္ဓာကိုယ်ရှိတ်ကတက်မလာပဲနဲ့တစ်ချိန်လုံးပင်ပန်းနေတဲ့ရလက်ကိုပဲရရှိလာလိမ့်မယ်ပြီးတော့အဆိုးဆုံးကတော့မင်းဒီချင်းစောရတာကာဒီယိုလုပ်ရတာကိုစတင်ပြီးတော့မုန်းတီးလာတာပါပဲအရန်ပင်ပန်းပြီးပြင်းစရာကောင်းတယ်လို့ရေရှည်ဆက်လုပ်ဖို့လည်းမဖြစ်နိုင်တော့ဘူးလို့ခံစားရစေတယ်အဲ့ဒါကြောင့်ရပ်ပိုင်းလောက်ကြာပြီးနောက်မှာလူများစုကလက်လျှော့သွားကြပြီးတော့သူတို့စတင်ခဲ့တဲ့နေရာဟောင်းစီကိုပဲပြန်အောင်သွားကြတော့တာပဲအခုမလုပ်ရမယ့်ဟာတွေကိုသိပြီဆိုတော့ skinny fat body ကိုတိုက်ဖြတ်ဖို့အတွက်လှုပ်ဆောင်ရမယ့်အဆင့်၄ဆင့်ကိုပြောပြပေးသွားမယ်အဆင့်၁ calorie ကိုမျှတအောင်စားပါဒါမှမဟုတ်နည်းငယ် short စားပါဘောက်လောက်တာမျိုးလည်းမဟုတ်ဘူးစားတော့အသေးလည်းဖြတ်ချရတာမျိုးလည်းမဟုတ်ဘဲနဲ့အလဲအလတ်ပဲမင်းရဲ့လက်ရှိခန္ဓာကိုယ်ဝိတ်ကိုထိန်းသိမ်းထားမယ် maintenance calorie တိုင်းစားပါဒါမှမဟုတ်ခန္ဓာကိုယ်ပြောင်းလဲမြန်ခြင်းတော့ calorie 15 ရာခိုင်နှုန်းလောက်ပဲနည်းငယ် short စားပါဘာလို့လဲဆိုတော့ main skinny fat ဖြစ်နေတဲ့အချိန်မှာပဲကြွက်သားတိဆောက်တာနဲ့အစီချတာကိုတပြိုင်နက်တည်းလှုပ်ဆောင်လို့ရပါတယ်ဒါကို body composition လို့ခေါ်ပြီးတော့ဒါမင်းတကယ်လိုအပ်နေတဲ့အရာပဲမင်းတနေ့ကစားမယ့် calorie ကိုရှာဖို့ကလွယ်ကူပါတယ်။ဟိုထဲမှာ calorie calculator လို့ရိုက်ရှာလိုက်ပြီးတော့ website ထဲမှာတွားကြည့်လို့ရပါတယ်။မင်းရဲ့အရက်ကို၄ချိန်နဲ့တနေ့ကလှုပ်ရှားမှု level တွေရိုက်ထည့်ပေးလိုက်ရုံပါပဲ။အဲ့ဒီကထွက်လာတဲ့ calorie ကမင်းတနေ့ကစားမယ့် calorie ပဲ။အခုအရေးကြီးဆုံးပိုင်းအောင်ရောက်လာပြီ။အဲ့ဒီ calorie ပမာဏအတိုင်းနေ့တိုင်းပြည့်မီအောင်စားပေးဖို့ပဲ။စားလို့ကောင်းလို့ဆိုပြီးတော့ပို့စားရတွေစားကျင်စိတ်မရှိလို့ဆိုပြီးတော့ short စားရတွေမလုပ်ရဘူး။အဓိကတော့ချက်က consistency ရှိဖို့ပဲ။ဘာလို့လဲဆိုတော့မင်းအများကြီးပို့စားမိရင်အစီရရှိမြဲတိုင်းရှိနေမှာမဟုတ်လို့ပဲ။ပြီးတော့မင်းစားကိုရန် short ပြန်ရင်လေကြွက်သားကဘယ်တော့မှတက်လာမှာမဟုတ်ဘူး။အဲကြောင့်မင်းရဲ့ပန်းနိုင်ရ balance ဖြစ်ဖို့ပဲအဲ့ဒါပဲ skinny fat body ကိုပြောင်းလဲဖို့အတွက်အကောင်းဆုံးနည်းလမ်းပဲအဆင့်2 protein ကိုနေ့တိုင်းပြည့်မီအောင်စားပါဒုတိယအဆင့်ကတော့ရိုးရှင်းပါတယ်မင်းရဲ့နေ့စဉ် protein targets ကိုပြည့်မီအောင်စားပေးဖို့ပါပဲ body weight 1 kg မှာ protein 1.6 ကနေ2 gram ဝန်းကျင်ကြီးစားပေးလို့ရပါတယ်
ဥပမာအားဖြင့်မင်းရဲ့ body weight က 55kg ရှိရဆိုရင် protein 100g နဲ့ 110g ဝန်းကျင်လိုအပ်မှာဖြစ်တယ်။အဲဒီနောက်မှာတော့ကျန်တဲ့ calorie ပမာဏကို carbohydrate နဲ့ အဆီတွေကနေဖြည့်ဆွတ်ပြီးတော့စားသုံးပေးလို့ရတယ်။ protein ကကြွက်သားတွေကိုတိစောက်ပေးုံတာမကဘဲနဲ့မင်းအဆီချနေတဲ့အချိန်မှာကြွက်သားတွေဆုံးရှုံးမသွားအောင်ပါကာကွယ်ပေးနိုင်တယ်။ protein လုံးလောက်ရှိရင်တော့မင်းခန္ဓာကိုယ်က body recomposition လုပ်တာမဟုတ်တော့ဘဲနဲ့ရိုးရိုးအစားလျှော့ diet လုပ်နေလို့ပဲဖြစ်သွားလိမ့်မယ်။အဲ့ဒါကြောင့်မို့လို့ချို့လူတွေကဝေးကျသွားပြီးမဲ့လဲ skinny fat ပုံစံကြီးတိုင်းဆက်ဖြစ်နေကြတာပါကောင်းမွန်တဲ့ protein ရရှိနိုင်တဲ့အဓိကအရင်းမြစ်တွေကတော့ရိုးရှင်းမှာပဲကြက်ဥသိန်းရင်ပဲမျိုးပဲပြားကြက်သားနဲ့ protein ဘူးတွေပဲဖြစ်တဲ့ရှုပ်သွေးရဲ့ diet တွေလုံးနေစရာမလိုပါဘူးဘာစင်ချင်းမှမပေးဘဲနဲ့မင်းရဲ့နေ့စဉ် protein target ကိုပဲပြေဝအောင်စားပေးပါအဆင့် 3 progressive overload လုပ်ပါဂျင်းကိုဒီတိုင်းသွားပြီးတော့လေးတွေရှောက်မှပြီးတော့မှခန္ဓာကိုယ်ပြောင်းလဲရလိမ့်မယ်လို့မျှော်လင့်နေလို့မရဘူးမင်းမှာ progressive overload ရှိဖို့လိုအပ်တယ်အဲ့ဒါပါလဲဆိုတော့အပတ်တိုင်းမှာနည်းနည်းစီခန္ဓာကိုယ်ပိုပြီးတန်မာလာအောင်လုပ်တာမျိုးပဲအလေးတိုးပြီးမှတာအချိန်တိုးပြီးလုပ်တာနဲ့ကစားတဲ့ပုံစံ form မှန်လာအောင်လုပ်တာမျိုးပေါ့ဥပမာမင်းပြီးခဲ့တဲ့ဘက်က brand press ကို 60kg မခဲ့ရဆိုရင်ဒီဘက်မှာ 62.5kg လောက်ရအောင်ကြိုးစားကြည့်ပါဒါမှမဟုတ်အရင်ဘက်က10ချိန်လုံးနိုင်ခဲ့ရဆိုရင်နောက်ဘက်မှာ12ချိန်ရအောင်လုပ်ကြည့်ပေးပါဒီလိုသိငယ်တိုးတက်မှုလေးတွေကပဲမင်းခန္ဓာကိုယ်အဓိကပြောင်းလဲပေးမဲ့အရာတွေပဲဖြစ်တယ်ပြီးတော့မင်းတကယ်ကိုရုန်းကန်ပြီးတော့မနေရတယ်မင်းရဲ့နောက်ဆုံးအချိန်ကြီးတွေကဒါမင်းရဲ့ကြွက်သားကိုအဓိကလှုံ့ဆော်ပြီးအချိန်ကြီးတွေမို့အဲ့ဒီအချိန်ကြီးတွေကိုတခြားလေးကစားပေးဖို့လိုအပ်ပါတယ်ဒါပေမဲ့ဖောင်မှန်မှန်ပဲတော့အလေးအများကြီးတိုးပြီးရှော့လို့တာတော့မလုပ်မိပါစေနဲ့ဘာလို့လဲဆိုတော့ဖောင်မှန်မှန်ပဲအလေးကြီးတွေမှတာဟာမင်းရဲ့ကြွက်သားတွေကိုကြီးထွားလာအောင်လှုံ့ဆော်ပေးမှာမဟုတ်တဲ့ပြေမလိုလားတဲ့ injury ပါရလာနိုင်ပါတယ်အဲ့ဒါကြောင့်ကိုယ်ကစားနေကြလေ့ကျင့်ခန်းတွေနဲ့အလေးတွေကိုတခြားလေးမှတ်ပြီးတော့တိုးတက်လာအောင်တခြားလေးကစားပေးပါအချိန်တစ်ခုရောက်ရင်မင်းရဲ့ body progress ကိုမြင်လာရပါလိမ့်မယ်အဆင့်လေးမင်းရဲ့နေ့စဉ်အလေးကျင့်တွေကိုပြုပြင်ပါမင်းရဲ့နေ့စဉ်အလေးကျင့်တွေကမင်းထင်ထားတဲ့ပို့ပြီးတော့အရေးကြီးပါတယ်နေ့တိုင်းခြေလမ်း9000အနေနဲ့တောင်းပြအောင်လမ်းလျှောက်တာအနေစတင်လိုက်ပါဖုံးပြောနေနေပဲဖြစ်ဖြစ်တခြင်းတစ်ခုနားထောင်နေနေပဲဖြစ်ဖြစ်လမ်းလျှောက်ပေးပါမင်းအနေနဲ့ပြင်းထန်လုံးတဲ့ cardio တွေလုပ်နေဖို့မလိုပါဘူးဒီလိုရုပ်ရှင်တဲ့နေ့စဉ်လှုပ်ရှားမှုလေးရပဲ calorie လောင်ကျွမ်းစေပြီးတော့မင်းရဲ့အားအင်းကုန်ခန်းမသွားစေဘဲနဲ့ခန္ဓာကိုယ် recovery ဖြစ်ဖို့ကူညီပေးနိုင်ပါတယ်ညတိုင်းအနည်းဆုံး9နာရီပြည့်အောင်အိပ်ဆက်ပါဒါမင်းခန္ဓာကိုယ်ကပြန်လည်အားပြည့်စေဖို့ကြွက်သားတွေတိစောက်ဖို့နဲ့ဟော်မုန်းတွေကိုပြန်လည်ညှိယူဖို့အတွက်လှုံ့ဆော်တဲ့အချိန်ပဲအကယ်၍မင်းရဲ့အိပ်ဆက်ခြင်းကဆိုးရွားနေမယ်ဆိုရင်မင်းရဲ့ခန္ဓာကိုယ်ရဲ့တိုးတက်မှုကိုလုံးဝမြင်ရမှာမဟုတ်ဘူးအရေးကြီးဆုံးအချက်ကတော့ consistent ရှိဖို့ပဲဒါတလားလုံးနဲ့ချင်းချင်းပြောင်းလဲသွားမယ့်အရာမဟုတ်ဘူးမင်းအနေနဲ့နေ့တိုင်းပြီးဆုံးနေစရာမလိုပါဘူးရံများစုမှာလက်မလျှော့ပဲနဲ့ဆက်လုပ်နေဖို့ပဲလိုအပ်တာပါ၃ပတ်လောက်အားထုတ်ကိုယ်ဆိုင်စူးစမ်းပြီးတော့လက်လျှော့သွားတာထက်6လလောက်ပုံမှန်တိုင်းလေးဆွဲဆွဲမြဲမြဲလုပ်သွားတာအများနဲ့ပို့ပြီးတော့ရလက်ကောင်းစေပါတယ်အဲ့ဒါကြောင့် skinny fat body ကိုတိုက်ဖြတ်ဖို့ဆိုတာအစားအသောက် training အရာအလုံးက balance ဖြစ်နေဖို့လိုအပ်ပါတယ်